ကိုချင်းတရားပြက်ပြားလာတဲ့ပုဂ္ဂိုလ်တရားဟာနံပါတ်1ဖြစ်ပေါ်လာနိုင်တဲ့အရာကပါလဲလို့ဆိုကိုချွေးနဲ့သွေးနဲ့အနှစ်နဲ့အလလရှားဝေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးခြင်းနဲ့ကြုံရတယ်တဲ့ဒါနံပါတ်1ဆိုးကျိုးပဲနော်ဘလောက်ပဲချမ်းသာကိုချင်းတရားပြက်ပြားသွားပြီဆိုရင်ကုန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တုန်းကဗာရာဏသီကဂရေ80ကျွယ်ဝတဲ့တထေသားသူကိုယ်တိုင်ကဂရေ80ကျွယ်ဝတယ်သူ့ရဲ့ဇနီးဖြစ်တဲ့တထေသမီးကလည်းဂရေ80ကျွယ်ဝတယ်အဲ့ဒီဂရေ80ကျွယ်ဝတဲ့တထေသားနဲ့တထေသမီးအတူတဝပေါင်းဆက်ပြီးသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဟာအလွန်များတော့တသက်တာမှာကုန်နိုင်စရာအကြောင်းမရှိဘူးသို့တော့တထေသားအသိဉာဏ်မရှိတဲ့အတွက်ကြောင့်အတောက်စားအခစားသမားတွေနဲ့ပေါင်းမိပြီးသူတို့ရဲ့မြောက်ပင့်ပေးမှုလောကလူတွေဆိုတာမြောက်ပင့်ပေးတာပဲနော်ဝန်းရံကြတယ်ဆိုတာမြောက်ပြီးတော့ဝန်းရံကြတာဝိုင်းပြီးတော့လူတယောက်ပျက်စီးဖို့ဆိုရင်မြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကအများကြီးဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာကိုယ်ပိုင်ညာအသိမရှိတဲ့ပုဂ္ဂိုလ်ဟာကိုမြောက်လို့မြောက်မှန်းမသိဘူးကိုပစ္စည်းတွေစတင်ပြီးတော့သုံးတာဖြုံးတာစလုပ်လာဂရေ80ဟာတခဏအတွင်းမှာပဲတောက်လိုက်စားလိုက်သုံးလိုက်ဖြုံးလိုက်နဲ့ကုန်သွားတယ်ဇနီးဖြစ်တဲ့တထေသမီးရဲ့ပစ္စည်းတွေကိုလည်းပဲထိုနည်းအတိုင်းပဲသုံးလိုက်ဖြုံးလိုက်တာဂရေ80ကုန်သွားတယ်ပိုင်ဆိုင်တဲ့လေဟာကိုင်းကျွန်းနေလေလုံနေတဲ့ပုဂ္ဂိုလ်တွေကပြန်လီအနှံ့ခြင်းမရှိဘူးကြွေးတွေဆုံးနောက်ဆုံးကြတော့ခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့ဘဝမျိုးကိုရောက်ပါတယ်ဆိုတာလူရဲ့သမိုင်းမှာအထင်ရှားဖြစ်ပေါ်ခဲ့ဘူးလားဒါဘာကြောင့်ဒီလိုဖြစ်သွားတော့ဆိုကိုချင်းတရားပြက်ပြားလို့ကိုချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာဘလောက်ချမ်းသာနောက်ဆုံးမှာဆင်းရဲမွဲတွေ့သွားဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဘယ်လိုဟောတော်ဆိုပမာဒာဓိကရဏမဟာတိဘောဂဇာနေကိစ္စနိကိစ္စတိကိုချင်းတရားပြက်ပြားသွားလို့ရှိရင်တဲ့မူရစ်တောက်စားအသိဉာဏ်နဲ့ကင်းမဲ့သွားသည့်ကြောင့်ကိုပိုင်ဆိုင်တဲ့ကြီးမားတဲ့စည်းစိမ်ဥစ္စာတွေဟာပြက်ပြားဆုံးရှုံးသွားနိုင်တယ်လို့ဒါတတိပေးလိုက်တယ်အဲ့တော့စီးပွားပြက်နိုင်တယ်လို့ဒီလိုဆိုလိုတာပဲလောက်ချမ်းသာစီးပွားပြက်သွားနိုင်တယ်ကိုချင်းတရားပြက်ပြီဆိုရင်စီးပွားပြက်နိုင်တယ်ဒါကိုသတိထားမှဖြစ်တယ်နောက်ဘဝမှာငရဲကြမှာမဟုတ်ဘူးအခုဘဝမှာပဲစီးပွားပြက်သွားတယ်ဒါကြောင့်မို့ကိုချင်းတရားမပြက်ပြအောင်ထိမ့်သိမ်းဆောင်ရှောက်ဒါဖြင့်ကိုချင်းတရားပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြဘာဖြစ်တယ်ကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တွေကသူများလို့ကိုချင်းတရားပြက်ပြပြီးမူရစ်လောင်းကစားနေတာမလုပ်သည့်အတွက်ကြောင့်စီးပွားဥစ္စာတွေတည်ထံတိုးတက်များပြားပြီးချမ်းသာတယ်လို့ဒီလိုဆိုလိုတာပဲပြန်အားဖြင့်ဒါကြောင့်မို့ကိုချင်းတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာချမ်းသာပြီးကိုချင်းတရားပြက်ပြားတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးအပြစ်ကဆိုးကျိုးကရှားပွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးပျက်စီးလက်လွတ်သွားခြင်းပဲဖြစ်တယ်ဒီလိုဆိုဒါမြန်မာပြည်မှာလည်းတာရကတွေမြောက်များစွာရှိပါတရားမျိုးတွေသမိုင်းထဲမှာလည်းရှိတာအဲ့တော့နေ့စဉ်နဲ့အမျှအားလုံးသိနေကြတဲ့အဖြစ်အပျက်တွေပဲအများကြီးရှိပါလိမ့်မယ်ကိုချင်းတရားပြက်ပြားသွားပြီဆိုရင်စီးပွားဥစ္စာပြက်တာဒါနံပါတ်1အပြစ်တစ်ခုပဲဆိုးကျိုးတစ်ခုကိုခံရတယ်လို့ဒီလိုဆိုတယ်နံပါတ်2ဆိုးကျိုးကဘာလို့ဆိုရင်ပါပကောကိတ္တိတ္တောအပုဂ္ဂစ္စတိမကောင်းတဲ့နေဟာအနေနဲ့ရရပြန့်နှံ့နေမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့ပြန့်နှံ့တယ်ဆိုတာဒါလူဆိုးတခိုးချဖို့အတော့အစားများတဲ့လူဒီလိုတေလီချဖို့အနေနဲ့လောကမှာသူ့ကိုသိလာကြဘယ်သူကဖြင့်ကိုချင်းတရားမကောင်းဘယ်သူကဖြင့်မဟုတ်တာတွေလုပ်တယ်ဆိုတဲ့မကောင်းတဲ့နေလူချင်းဆောင်ဆိုတဲ့အတိုင်းသတင်းစာတွေတောင်ထဲ့ကြော်ညာစရာမလိုဘူးသူ့ရဲ့
ဆိုးတဲ့သတင်းတွေကတရွာနေတရွာတစ်မျိုးကနေတစ်မျိုးပြန့်နှံ့ပြီးလူတွေဟာသိနေကြမှာပဲဖြစ်တယ်အဲ့တော့သတင်းဆိုးနဲ့ကြော်ကြားခြင်းဟာဒုတိယမြောက်ကိုချင်းတရားပြပြခြင်းဆိုးကြလို့သူတို့ဆိုလို့ဘယ်သူပဲဖြစ်ဖြစ်ကောင်းသတင်းကြွယ်ခြင်းကြတာဖြစ်တယ်အဆိုးသတင်းကြော်ခြင်းတာဘယ်သူမှရှိမှာမဟုတ်အင်္ဂလိပ်လိုကောင်းသတင်းကြွယ်ဝတာ famous ကြော်ကြားတယ်ကောင်းတာနဲ့ကြော်ကြားရင် famous လို့အဆိုးနဲ့ကြော်ကြားတဲ့ပုဂ္ဂိုလ်တွေကြတော့ notorious လို့ခေါ်ဆိုးကလည်းပဲလူသိတာပဲเนาะအဲ့တော့ကိုချင်းတရားပြပြတဲ့ပုဂ္ဂိုလ်တွေ notorious ခေါ်တဲ့ဆိုးကျိုးနဲ့လူဆိုးသခိုးကြဘိုးအနေအချင်းကြော်စောသွားတယ်တဲ့ဒါနံပါတ်1အပြစ်တစ်ခုပဲနံပါတ်3အပြစ်တစ်ခုအနေနဲ့မြတ်စွာဘုရားဘာထောက်ပြထားလဲကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမင်းဆိုးရစာပရိသတ်ပဲဖြစ်တယ်လူကောင်းသူကောင်းပရိသတ်ပွဲနေပွဲတိုင်းဆိုပါစို့မင်္ဂလာအခမ်းအနားပဲဖြစ်စေလူမှုရေးနဲ့ပတ်သက်တဲ့အခမ်းအနားတွေပဲဖြစ်စေအလှမင်္ဂလာပွဲတွေမှာပဲဖြစ်စေဘယ်ပွဲသွားနော်သူဟာဘယ်ပွဲရောက်စိတ်ထဲကတော့သူဟာငါလှုပ်ထားတာလေဒီလူတွေကငါအကြောင်းသိမှာပဲသူမြင်ပြီးတော့ကြည်တာသိပဲနဲ့ပြုံးတာသိပဲနဲ့ငါအကြောင်းသိလို့ပြုံးတာပဲလို့ဆိုပြီးရင်နဲ့နှလုံးထဲမှာမချစ်အောင်ခံစားရတယ်။ဟောမဟုတ်တာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကကြံတဲ့လူတွေကသူ့ဘာသူပြုံးတာပဲငါ့ကိုတယောပြီးတော့လှောင်ပြုံးနေကြတယ်လို့ထင်လာတယ်။အဲ့ဒါလို့ဖြစ်ပြီးသူကစိတ်ဆင်းရဲမှုတွေနဲ့ပဲကြုံနေရဘယ်ပရိသတ်သွားသူဟာအဖက်လုံးမဲ့လူမရှိဘူးလူဆိုးကြီးအတော့စမားစကားကြီးလောင်းကစားလှုပ်တဲ့လူဆိုပြီးတော့ဘယ်သူမှအဖက်မလုပ်သည့်အတွက်ကြောင့်သူ့ရဲ့စိတ်ဓာတ်တွေဟာစဉ်းစားကြည့်လူထဲမှာဂုဏ်ရှိတရေရှိမဟုတ်တော့ဘဲနဲ့စိတ်ဓာတ်ကျဆရာတွေဖြစ်လာတယ်ဒါဟာလည်းပဲကိုချင်းတရားပြပြခြင်းဆိုးကျိုးပဲလို့မြတ်စွာဘုရားဒီလိုဒါဟုတ်မဟုတ်သိချစဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့တရားတွေကလူဘဝလူတိုင်းသိရှိနားလည်နိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေဒါဖြစ်တယ်အေးကိုချင်းတရားကောင်းပြီဆိုတဲ့ပုဂ္ဂိုလ်ဟာအလှမင်္ဂလာပွဲပဲဖြစ်စေလက်ထမင်္ဂလာပွဲပဲဖြစ်စေဘယ်ပွဲသွားဟောဖိတ်မဲ့လူခေါ်မဲ့လူနေရာပေးမဲ့လူအလုံးအကျိုးဆိုးနေကြသူလာတာဝမ်းသာနေကြတယ်ပြုံးပြလို့ရှိရင်လည်းလူတိုင်းကသူ့ကိုပြုံးတာကြည်ညိုလေးစားတဲ့အနေနဲ့ပြုံးတာဆိုသူ့ရင်ထဲမှာလည်းပီတိတွေအပြည့်ဖြစ်တယ်ကိုချင်းတရားကောင်းပြီဆိုရင်ပီတိအပြည့်နဲ့သူများရဲ့အပြုံးကိုခံနိုင်တာဖြစ်တယ်ကိုချင်းတရားပြတ်တဲ့လူကသူများပြုံးတာဟာကိုယ်လှမ်းနဲ့ထိုးသလိုပဲခံစားရမှာပေါ့ဒီလိုဆိုလို့တယ်ပေါ့